皆さんこんばんは。ランジャムニストゥゲダージョゾバレ。アマディニマロディハツカ間の集中トレーニングစာအုပ်ထဲကနေပြီးတော့20တဲ့ကောကကု N နီဆိုတဲ့စာအုပ်ကလေးကိုရွေးချယ်ပြီးတော့အဲ့စာအုပ်လေးတွေနဲ့အဲ့စာအုပ်လေးတွေကအကြောင်းအရာလေးတွေကို皆さんတို့နဲ့အတူတူလုပ်သွားမယ်လို့စဉ်းစားထားပါတယ်။ဒါဆိုလို့ရှိရင်တော့အမတို့ပေါ့နော်ဒီစာအုပ်ကလေးကပြောထားတဲ့အတိုင်းပဲဘာဖြစ်လဲဆိုတော့နည်းနည်းလေးတော့ခတ်တယ်ကိုမသိတဲ့ခန်းကြီးတွေကိုမသိတဲ့ခိုးတိုးပါတွေအများကြီးတွေ့ရပါလိမ့်မယ်။ဒါဒီစာအုပ်ကခတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါကိုဒီစာမပိုင်သေးတယ်လို့မတတ်မှတ်ပါနဲ့ဒီစာအုပ်ထဲမှာအသစ်တွေ့တဲ့စကားလုံးမှန်သမျှကိုကိုက notes အနေနဲ့ထုတ်ပြီးတော့ကြက်စရာရှိရကြက်ရမှာဖြစ်ပါတယ်။အမတို့ဒီစာအုပ်ကလေးကင်မယ်ဆိုလို့ရှိရင်တော့ GOPD NATS ရဲ့ section 1အတွက်ကိုတော့အမတို့စိတ်ချရပါတယ်။ဟဲ့ဒါဆိုရင်တော့အမတို့အတူတူဘာလုပ်ကြည့်မလဲဆိုလို့ရှိရင်တော့အမတို့အတူတူအချင်းချင်းမဲ့လေးကိုအတူတူလုပ်ကြည့်ကြရအောင်ပေါ့နော်။ဟဲ့ဒါဆိုတော့သူကရက်20စာဖြစ်တဲ့အတွက်အားလုံးဒီထဲမှာရက်20စာပါပါတယ်။အမကတော့1ရက်စာလုပ်ပေးမယ်ပေါ့နော်။ဟဲ့ဆိုတော့ကအမတို့စပြီးတော့ကြည့်ကြည့်ပါမယ်။အဲ့တော့ဆက်စုပ်ဟာကြီးမဲမရှိဘူးပေါ့။ဟဲ့ဒါဆိုတော့အမတို့ဒါဘာလုပ်ရမလဲဆိုတော့အမတို့ဒါကကြတော့အမတို့ကိုခန်းကြီးပေးထားတယ်minaဆိုင်ဟာခန်းကြီးပေးထားပြီးတော့အောက်ကအမတို့ဟီရာဂါနာရွှေခိုင်းတယ်ပေါ့ဒီလိုဟာမျိုးကကြတော့အမတို့ဘာဖြစ်ရမလဲဆိုရင်တော့ပုံသေးလုံးအနေနဲ့ကြက်ထားရင်ဆိုရင်တော့အမတို့ဒါအကောင်းဆုံးပဲပေါ့နော်ဒီခန်းကြီးကိုမြင်လိုက်တာနဲ့ဒါဖြစ်တယ်ဆိုတဲ့ဟာကိုအမတို့အလွတ်ပုံစံလိုမျိုးကြက်ထားရင်တော့အကောင်းဆုံးပဲတော့မတို့ကြည့်ကြည့်ပါမယ်အဲ့တော့ဒီခန်းကြီးကအေရာကြီးလားခက်ရှ်ကိုကြီးလားစူကိုကြီးလားစလူတိုကြီးလားဘာခန်းကြီးလဲဆိုတော့mina sanဒါလေးကတော့အားလုံးသိတယ်လို့ထင်ပါတယ်ခက်ရှ်ကိုကြီးဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဟဲ့အဲ့တော့မှဒီ Raven စာကြောင်းလေးလည်းဖတ်ပြသွားမယ်ပေါ့နော်ဆောင်းပုတ်ခန်းထဲမှာဆိုတော့mina sanဒါဖတ်စရာမလိုဘူးပေါ့နော်ဒါပေမဲ့မတို့ practice လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တွေ့သမျှခန်းကြီးစကားလုံးအမတို့ဖတ်ကြည့်တယ်ဘာသာပြန်ကြည့်တယ်လုပ်ကြည့်တယ်ကိုယ့်ရဲ့ပေါ့နော် reading skills ကိုမြင့်အောင်လုပ်တယ်ဆိုတဲ့သဘောတရားမျိုးပါပဲအဲ့တော့ဒီခန်းကြီးလေးကတော့အမတို့ခက်ရှ်ကိုကြီးဖြစ်ပါတယ်မသိသေးရင်တော့ကြည့်ရပါမယ်အဲ့တော့ဘာပေးထားလဲဆိုရင်တော့နံပါတ်1ကမိချီမာယောတဲ့မို့ချမ်းတော့မို့တို့တဲ့ခရုတော့ခါစခွေအင်းနူဒါအဲ့တော့ကိုကလမ်းပြောက်သွားတယ်ပေါ့နော်လမ်းပြောက်သွားရင်တော့မှပဲတဲ့သူကတိတိကျကျပြန်လာတက်တဲ့အတွက်ကြောင့်မလို့ခါစခွေအင်းနူဆိုတာဒါညံကောင်းတဲ့အင်းနူဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်ပြီနံပါတ်2ကဒီခန်းကြီးဒီခန်းကြီးဆိုရင်တော့အမတို့တက်တလုံးစီဆိုအမတို့ကသိတယ်ဘာလို့လဲဆိုတော့အရှိကဟာကျတော့ဟေးရတို့ဘာတို့ရဲ့ခန်းကြီးအနောက်ကခန်းကြီးကကျတော့ guide တို့စွတ်တို့ရဲ့ခန်းကြီးဖြစ်တယ်โอเคအမတို့စပွဲစပါဖြစ်ရဆိုတို့လားအိုကုဆိုတို့လားယာဂိုင်းလားအိုကုဂိုင်းလားအဲ့မှာစပြဿနာတက်ပြီးဆိုတဲ့အဓိပ္ပာယ်ပဲအဲ့မှာဟိုက်ဘာခန်းကြီးလဲဆိုရင်တော့mina sanအဲ့ဒါလေးကအိုကုဂိုင်းဖြစ်ပါတယ်နော်ယုံပန်လေးဖြစ်ပါတယ်အဲ့တော့မတို့ခန်းကြီးလေးဖတ်ကြည့်ပါမယ်ခန်းကြီးနဲ့လေးစာကြောင်းလေးဖတ်ကြည့်ပါမယ်ဘာပေးထားလဲဆိုတော့ 近所に広場がなくなり屋外で遊ぶ子供たちが減ってきたအဲ့တော့တဲ့近所ဆိုအမတို့ရဲ့အိမ်ပတ်ဝန်းကျင်အိမ်နီးနားမှာ Hiroma ဆိုအမတို့ကကစားကွင်းလို့ပြောလို့ရတယ်ကွင်းပြင်ကျဲလို့ပြောလို့ရတယ် plaza ပုံစံလိုမျိုးကြီးပေါ့နော်အဲ့လို healing ပြင်ဖြစ်နေတဲ့နေရာကြီး healing ပြင်ဖြစ်နေတဲ့နေရာကြီးကနာကုနာတွေမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့ okugai ဆိုတဲ့အဓိပ္ပာယ်ကအမတို့ဒီအခန်းတွေရဲ့အပြင်အိမ်တွေရဲ့အပြင်မှာအာစုကိုတိုမိုတာချီကစားကြတဲ့ကလေးတွေကဟေးတိကတာဘာဖြစ်လာလဲဆိုညို့နေလာတယ်သူတို့ကစားဖို့အတွက်ကွင်းပြင်ကျဲမရှိဘူးဒါကြောင့်မလို့ညို့နေလာတယ်ဒါကြောင့်မတို့ရဲ့အဖြေမှန်က okugai ပေါ့နော်နောက်နံပါတ်3ခန်းကြီးနံပါတ်3ကဒီခန်းကြီးလေးကမတို့ဘာခန်းကြီးလေးလဲ ichini san ယူနေကမတို့စမ်းပန်လေးဖြစ်ပါတယ်နာဆန် soko ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဘာပေးထားလဲစောင်းပန်ရဲ့စာကြောင်းလေးကကြတော့ဆာကုရဆိုတာမနေ့ကညပေါ့နော်မနေ့ကညကတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့ထားရကိုကျော်တော့သွနာဒီနော်တာယာဆိုတာမတို့ကားတာယာကိုပြောတာပါကိုကျော်ဆိုတာကတော့စက်ယုံပေါ့အဲ့တော့ကားတာယာစက်ယုံရဲ့အနီးအနားမှာရှိရဲစိုးကိုဆိုတာကိုတောင်ကိုပြောတာပါအဲ့ဒီကိုတောင်မှာခကြည်နီနာတာမီးလောင်မှုဖြစ်ခဲ့တယ်အဲ့တော့ခကြည်ဖြစ်ခဲ့တယ်တဲ့အဲ့တော့အဲ့လိုပေါ့နော်တာယာကိုတောင်တို့ဘာလို့မမီးလောင်တာအန်ဒီများရေးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သူကရေးထားတာပေါ့နော်ဟဲ့ယုံပန်လေးကဒီခန်းကြီးကတော့နည်းနည်းရင်းနှီးမယ်လို့ထင်ပါတယ်ဘာခန်းကြီးလဲဆိုရင်တော့ဆောင်းပန်ဖြစ်ပါတယ်皆さんစုလို့ဆိုတဲ့ခန်းကြီးဖြစ်ပါတယ်友達とスクーターအဲ့တော့တငယ်ချင်းတွေနဲ့အတူတူတဲ့စကူတာဆိုတဲ့အဓိပ္ပာယ်ကပြုလုပ်ခဲ့တဲ့ရှီရှုအဲ့တော့ရှီဆိုတဲ့အရှိအခန်းကြီးလေးကကြတော့အမတို့ကဗျာအခန်းကြီးလေးဖြစ်ပါတယ်အနောက်ကရှုကကြတော့အမတို့အツမာလို့လောက်ထားတာ collection လောက်ထားအဲ့တော့ကဗျာဘောင်းချုပ်ကိုပြောချင်တာပေါ့အဲ့တော့တငယ်ချင်းတွေနဲ့စကူပြုလုပ်ထားတဲ့ကဗျာဘောင်းချုပ်တွေကိုတဲ့ お金を出し合ってဆိုအကုန်လုံးပတ်စံပေါင်းထည့်ပြီးတော့100部することにしたအဲ့တော့ဥတ္တရာဘာလုပ်ဖို့လဲဆိုလို့ရှိရင်စုလို့ဆိုတဲ့ခန်းကြီးကပုံနှိပ်တာပေါ့နော်အဲ့တော့ပုံနှိပ်လို့ကိုလုပ်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဟဲ့အဲ့တော့ဘောဘန်းလေးကိုဆက်ကြည့်ပါမယ်အဲ့တော့ဘောဘန်းဒီခန်းကြီးလေးအဲ့တော့ဒီခန်းကြီးကနည်းနည်းလေးရောတတ်တယ်mina sanဘာနဲ့ရောလဲဆိုတော့မတို့အီချီပန်နဲ့နီပန်နဲ့ကိုရောမယ်လို့ထင်တယ်ရောလို့တော့မတို့မထွက်ကြဘူးလို့ထင်တာပဲဟဲ့အဲ့တော့မထွက်ကြဘဲနဲ့ show high ဖြစ်မှာလား show high ဖြစ်မှာလားဆိုပြီးရောတတ်ပါတယ်ဟဲ့ show high ဖြစ်ပါတယ်mina san
はいအဲ့တော့ခုလို့ရှိရတဲ့အဲ့တော့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ short high အမတို့ဒီခန်းကြီးကတည်ထားပြီးသားအရှိရခန်းကြီးကကြတော့နိုင်တာအနာကခန်းကြီးကကြတော့ထုံးတာအဲ့တော့အနိုင်ရှုံးပြောမယ်ဆိုလို့ရှိရင်တော့တစ်ခုခုပေါ့နော်အဲ့တော့နိုင်တဲ့သူနဲ့ရှုံးတဲ့သူနဲ့ကိုတဲ့ဝါခေတနော်ကခွဲခဲ့တယ်ဟိုခွဲခြားလိုက်တာအနိုင်ရှုံးကိုတတ်မှတ်ပေးအနိုင်ရှုံးကိုခွဲခြားပေးတာကတော့ဘယ်သူကခွဲခြားပေးရလဲဆိုတော့သူပဲဖြစ်တယ်ထိုရှုလျော်ခုနောစတာတာအဲ့တော့ထိုရှုဆိုတာထိုလို့ဆိုတာအမတို့ဘာလဲဆိုတော့အရှိရထိုနာခဲ့လို့ဆိုတဲ့အဓိပ္ပာယ်နာခဲ့လို့ထိုရှုပြစ်တာပေါ့နော်လျော်ခုဆိုတဲ့အဓိပ္ပာယ်ကခွန်အားအဲ့တော့ပြစ်တဲ့ခွန်အားရဲ့စကွဲပြားခြားနာချက်ပဲဖြစ်ပါတယ်အဲ့တော့အမတို့ဆောင်းဘတ်ခန်းထဲမှာဆိုတော့ဒါကြီးကိုအကုန်လုံးဖတ်စရာမလိုအမတို့ဒီခန်းကြီးတွေ့တယ် kashkoi ဒီခန်းကြီးတွေ့တယ် okugai ဒီခန်းကြီးတွေ့တယ် soko ဒီခန်းကြီးတွေ့တယ် suru ဒီခန်းကြီးတွေ့တယ် shohai အမတို့တမ်းပြီးတော့ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာက practice လုပ်တာဖြစ်တဲ့အတွက်အကုန်လုံးလုပ်ပေးသွားရင်เนาะအမတို့အတွက်အထောက်အကူပြုတာပေါ့နော်ဟဲ့နောက်တစ်ခု roku ban လေးကိုဆက်ကြည့်ပါမယ်အဲ့တော့ဒီ roku ban လေးကကြတော့တခါလေကြာလို့ရှိရင်အမတို့ကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီရဲ့ပေါ့နော်အပေါ်မှာရှိတဲ့ခါတာခဏလေးကိုအမတို့ကကြည့်လိုက်တာနဲ့တခါလေတန်းပြီးတော့တိနိုင်တယ်ဒါပေမဲ့တခါလေကြာလို့ရှိရင်ကြတော့လေစာကြောင်းမဖတ်ရင်ကြတော့မတို့နားမလည်တဲ့ဟာမျိုးရှိရပေါ့နော်အဲ့တော့မတို့ဒီနေရာမှာတော့မတို့စာကြောင်းဖတ်ကြည့်မယ်ပေါ့နော်အဲ့တော့ဘက်တိုတိုယူတဲ့なん適当な硬さがあった方がよく眠れるအဲ့တော့ဘက်တိုတိုယူတော့ဘက်တိုဆိုတာမတို့ကတင်ကိုပြောတာအဲ့တော့ဘက်တိုအိယာကတင်ပေါ့အဲ့ဒါအိယာကတင်ဆိုတာကတဲ့適当な硬さ硬いဖြစ်တယ်နည်းနည်းလေးမာတာရှိတာကတဲ့ရုပ်ကိုနေမှုလေလို့ကောင်းကောင်းအိပ်ပျော်တယ်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့တင့်နဲ့မာတဲ့ဟာပေါ့နော်တင့်နဲ့မာတောင်မှုရှိတာကကောင်းကောင်းအိပ်ပျော်တယ်အဲ့တော့အရင်ပြောနေလည်းမကောင်းဘူးအရင်မာနေလည်းမကောင်းဘူးအဲ့တော့တင့်တော်တော့ဆိုတဲ့အဲ့ဒီ take it ဆိုတဲ့အမတို့ခန်းကြီးကိုရွေးရမယ်mina sanအဲ့တော့အမတို့နည်းနည်းလေးတော့မြင်ရတာနည်းနည်းလေးမရှင်းမလင်းလေးဖြစ်နေရပေါ့နော်အမတို့အဲ့မှကြည့်လိုက်တော့ဒိုးတွေအကုန်လုံးအမတို့ဘာဖြစ်နေလဲဆိုရင်တော့ဒီနေရာမှာကိုယ်ဆောင်နဲ့ကိုလေ့ကျင့်နေဆိုတော့ပုံမြင်ရမယ်လို့ထင်တယ်ဒါမှမဟုတ်ကိုယ့် PDF file လေးနည်းနည်းတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီနေရာမှာဒိုးကတော့အကုန်လုံးတူတယ်အဲ့တော့အရှိကမတူတဲ့ဟာကအရှိကခန်းကြီးတွေအမတို့မတူပေမဲ့တော့ဘာတွေတူနေလဲဆိုဒီအနောက်ကဒီအစိတ်အပိုင်းတွေကmina sanအကုန်လုံးတူနေတာတွေ့ရပါလိမ့်မယ် okay အဲ့တော့အဲ့ဒီအရှိမမှာmina sanအမအမျိုးမျိုးထည့်လိုက်တာပဲနံပါတ်1ဆိုရင်အမတို့တဲ့ဟန်လို့ခေါ်တယ်လက်ထည့်တယ်mina sanနံပါတ်2ဆိုလို့ရှိရင်အမတို့ဘာ字အမတို့ cross ပုံစံလေးထည့်ထားတယ်နံပါတ်3ဆိုလို့ရှိရင်အမတို့မြစ်ချီလို့ခေါ်တယ်လမ်းလေးထည့်ထားတယ်mina sanနံပါတ်4ဆိုရင်အမတို့ရေစက်3စက်ကလေးထည့်ထားတယ် okay အဲ့တော့အကုန်လုံးကတူနေတယ်ဆိုတဲ့သဘောတရားဒီအမတို့အဲ့ဒီဟာတွေရဲ့တစ်လုံးချင်းစီအတိတ်ကိုကြည့်လိုက်ရင်အမတို့တို့အရန်တွေကိုမှမဖြစ်သွားရလေယုံကြည်ချက်တွေတိုးလာပြီပေါ့နော်ဟဲ့ဒါဆိုရင်တော့အမတို့အရင်လောလောဆယ် Tekido ဆိုတဲ့ခန်းကြီးကိုရွေးလိုက်ပါ Ichini ဆိုင်ယုံနဲ့ကဆောင်းမှာဖြစ်ပါတယ်ဒါတော့အားလုံးရွေးနိုင်မယ်လို့ထင်ပါတယ် Teki ဆိုတာအမတို့က Teki says တို့ဘာလို့မှအမြဲတမ်းတွေ့နေရဖြစ်တဲ့အတွက်ရင်းနှီးနေပြီသားစကားလုံးပေါ့ okay ဒါဆိုရင်mina san အဲ့ Teki says တို့မှာအမတို့ကလမ်းဖြုတ်ပြီးတော့ဒါတဲ့ဟန်လို့ခေါ်တဲ့လက်ထည့်လိုက်လို့ရှိရင်mina san ဘာခန်းကြီးလဲဆိုလို့ရှိရင်အမတို့ကစုမှုလို့ခေါ်တဲ့ခန်းကြီးလေးဖြစ်သွားပါတယ်ဟဲ့ဒီနေရာမှာကကြတော့မှကဟိုကနေရေးပေးတာကောင်းမယ်နော် typing နဲ့ရေးပေးလိုက်တာပို့အဆင်ပြေလိမ့်မယ်အဲ့တော့အဲ့ဒါဘာဖြစ်သွားလဲဆိုလို့ရှိရင်တော့စုမှုလို့ခေါ်တဲ့ခန်းကြီးဖြစ်ပါတယ်皆さん Oh my god やだごめんはいすいませんကီးပုံးနဲ့ထောင်းမိသွားတယ်ဟဲ့ဒါဆိုလို့ရှိရင်တော့အမတို့အဲ့ခန်းကြီးတွေကဘာခန်းကြီးလဲဆိုတော့အမတို့ကစုမှုလို့ထွက်တယ်ဒါပေမဲ့သူ့ကိုတစ်လုံးနဲ့တွဲမချက်ဘူးအမတို့ဘာနဲ့တွဲချက်မလဲဆိုလို့ရှိရင်တော့သူ့ရဲ့တွဲလုံးလေးနဲ့တွဲချက်ပါမယ်皆さんတွဲလုံးလေးကဘာလဲဆိုရင်တော့ဟာနာကိုစုမှုဖြစ်ပါတယ်皆さんဟဲ့ဟာနာကိုစုမှုရဲ့အဓိပ္ပာယ်တွေကဘာကိုပြောချင်တာလဲဆိုတော့ပန်းခူးတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဟဲ့အဲ့တော့ဒီခန်းကြီးလေးဒီဘာခန်းကြီးလဲဆိုလို့ရှိရင်တော့ဟာနာကိုစုမှုပန်းခူးတယ်ရှေ့ကတဲ့ဟန်လေးနဲ့ပါတယ်ဟာကစုမှုပန်းခူးတယ်ဆိုတဲ့ခန်းကြီးပါနောက်တစ်ခုဒီခန်းကြီးလေးကဘာခန်းကြီးလေးလဲဆိုရင်တော့Tekiရဲ့အဓိပ္ပာယ်ကကြတော့皆さんအမတို့ရန်သူကိုပြောတာဖြစ်ပါတယ်ကိုယ့်ရဲ့ပေါ့နော်ဘတ်တော်သားမဟုတ်ပဲနဲ့ရန်သူကိုပြောတယ်ဆိုရင်အဲ့ဒါ Teki ဖြစ်ပါတယ်ရန်သူကိုပြောချင်တာဖြစ်ပါတယ်ဟဲ့ဒါကတော့သိထားပြီးသား Teki တို့ဒါမှမဟုတ် Teki ဆက်ဆိုရဲ့ Teki တင့်တော်တယ်ဆိုတဲ့ခန်းကြီး okay ဒီနောက်ကခန်းကြီးဒီနောက်ကခန်းကြီးကဘာခန်းကြီးလဲဆိုရင်တော့皆さんအမတို့ Tanteki လို့ခေါ်တာဖြစ်ပါတယ်ကိုမြင်နာဆိုင် Tantekiအဲ့တော့ tanteki ရဲ့အမတို့ teki ဖြစ်ပါတယ်အဲ့တော့ tanteki ဆိုတာမြန်မာလိုနားလည်လည်အောင်ပြောရမယ်ဆိုတော့ drip ချိတ်တာပြောတာဖြစ်တယ်ပေါ့နော်ဥပမာတခုခုအားနည်းနေတဲ့အခါကျလို့ရှိရင်စေပလင်းချိတ်တာပေါ့နော်အဲ့ဒါကို tanteki လို့ပြောတာဖြစ်ပါတယ်ဟဲ့ okay ဒါဆိုရင်နာနာဘန်လေးကိုဆက်ကြည့်ပါမယ်မနာစားဟဲ့အဲ့တော့နာနာဘန်လေးကမတို့ဘာတွေ့လဲနာနာဘန်လေးကじゃဘာခန်းကြီးလဲဆိုရင်တော့ zu no ဆိုတဲ့ဟာကိုရွေးခိုင်းတယ်ပေါ့နော် zu ရဲ့ no ရဲ့ zu no အဲ့တော့ဘာတွေ့လဲဆိုလို့ရှိရင်တော့စာကြောင်းဖတ်ကြည့်ပါမယ်人間の頭脳とコンピューターではどちらがအဲ့တော့人
인간ဆိုတဲ့ အဓိပ္ပာယ်ကလူသားတွေရဲ့တဲ့ကွက်လက်နဲ့ကွန်ပျူတာမှာတဲ့တို့ကြည့်တာပဲဟာကဒီခန်းကြီးကအမတို့ကသိထားတာကဘာဖြစ်လဲရာဆရှိဖြစ်တယ်လို့ယူဆဖြစ်တယ်တော့အမတို့အဲ့အဓိပ္ပာယ်နဲ့သိထားတယ်သူဒီ verb အနေနဲ့ဆိုရင်တော့စုကူတဲ့လို့တန်းထွက်တာဖြစ်ပါတယ်စုကူတဲ့လို့ခန်းကြီးလေးဖြစ်ပါတယ်ရေးပြလိုက်ပါမယ်စုကူတဲ့လို့စုကူတဲ့လို့စုကူတဲ့လို့ဆိုတဲ့အဓိပ္ပာယ်ကကြတော့အမတို့ဘယ်လိုပြောရမလဲဘယ်ဟာကပိုတော်လဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်โอเคဒါဆိုရင်အမတို့ဒီအောက်ကတူတဲ့ဟာတွေကိုအမတို့အရင်တစ်ခါကြည့်ကြည့်လိုက်ဘာတွေတူနေရတွေ့ရလဲဆိုလို့ရှိရင်တော့အရှိကအာသားမားတွေများစားအကုန်တူတယ်အာသားမားတွေအကုန်တူဒါဆိုရင်အမတို့ကအနောက်ကဟာလေးကိုပဲရွှေ့ပေးရမှာပေါ့โอเคနံပါတ်1ကကြတော့အနောက်ကခန်းကြီးကဘာခန်းကြီးလဲဒါကတော့အားလုံးသိမယ်လို့ထင်ပါတယ်no လို့ခေါ်ပါတယ်皆さんはいမရှိဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး no ဆိုတဲ့အဓိပ္ပာယ်ကတော့အမတို့အုံနောက်ကိုပြောတာဖြစ်တယ်ပေါ့နော် no ဆိုတဲ့အဓိပ္ပာယ်ကအုံနောက်ပြောတာပါโอเคနောက်တစ်ခုကကြတော့ဒါအမတို့သိထားပြီးသား日本語能力試験အဲ့တော့能力ရအမတို့ဘာလဲဆိုလို့ရှိရင်တော့ no ခန်းကြီးဖြစ်ပါတယ်ဒီဟာလေးကကြတော့ဘာခန်းကြီးလဲဒီခန်းကြီးလေးကဘာခန်းကြီးလဲဆိုရင်တော့အရှိကကိုလေးထည့်ထားပါတယ်နာယမိဖြစ်ပါတယ်နာယမိဆိုတဲ့အဓိပ္ပာယ်ကပူဆွေးတာတောကရောက်နေရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီနောက်ဆုံးအခန်းကြီးလေးကကြတော့皆さんနတ်တခုဖြစ်ပါတယ်နတ်တခုဆိုတဲ့အဓိပ္ပာယ်ကတခုကိုနားလေသဘောပေါက်တယ်လက်ခံတဲ့အဲ့ခန်းကြီးလေးဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့မတို့ကလူတွေရဲ့ကွက်လက်နဲ့ကွန်ပျူတာကဘယ်ဟာကပိုတော်လဲလူတွေကဘာဖြစ်မလဲအုံနောက်ပေါ့皆さんအုံနောက်ဆိုဘာခန်းကြီးလဲဆိုတော့1နဲ့3လေးက ichiri ဆိုင်များမတို့ဘာလို့ယူပြရမလဲဆိုတော့ ichiban ဖြစ်ပါတယ်ဟဲ့ဒီနိုးလေးကတော့သိမယ်ဒီနာယမိလေးကိုနည်းနည်းလေးသတိထားပေးပါနော်ဒီနာယမိလေးဒီအရှိကနိုးခန်းကြီးလေးနဲ့တော်တော်လေးဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါဟဲ့ဒါဆိုလို့ရှိရင်တော့မတို့9ပြီးသွားပြီ皆さん8番လေးကိုဆက်ပြီးတော့သွားပါမယ်8番လေးကဘာဖြစ်လဲဆိုတော့နာအိုいつの努力をしないとအဲ့တော့နာအိုတဲ့အစ်ဆိုဒူလကုဆိုတာမှာတော့အားထုတ်ကြိုးပမ်းမှုတွေကိုတဲ့ရှိနိုင်မလုပ်ဘူးဆိုလို့ရှိရင်တော့တဲ့ဒီခန်းကြီးကကြတော့ဘယ်လိုထွက်လဲဆိုတော့ရှိဖို့လို့ထွက်ပါတယ်ရှိဖို့ဆိုတာကိုကအနောက်ကဘိုးလေးကိုတည်အောင်ရရပေါ့နော်နိုးဆိုးမှုမျောလင့်ထားတဲ့ကိုယ်ဆွဲတဲ့ဘက်ကကြောင်းအဲ့တော့ရှိဖို့ကိုနိဟိုင်းတဲ့နိုင်တာတော့အဲ့တော့ပြောရမယ်ဆိုရင်ဝင်လို့မရပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေမစ조사ဘူးဆိုလို့ရှိရင်တော့ဘာလို့လို့မရဘူးလဲဆိုတော့ဝင်လို့မရဘူးလေအဲ့ဒီညမှာမတို့ကဘာသုံးပေးရမလဲဆိုတော့ဒီ it ဆိုတဲ့ဟာကိုမတို့ရွေးပြရမှာအဲ့တော့အရှိကကြတော့ it ဆိုနံပါတ်2လား3လား4လားโอเคအဲ့တော့皆さんတေးကြတာဒီအမတို့ဒီခန်းကြီးလုံးဝမရှိပါဘူးအဲ့တော့ဒီလိုဟာမျိုးလုံးဝမရှိရတော့အမတို့ဒါလုံးဝပယ်လို့ရပါတယ်ပြီးတော့ဒီခန်းကြီးအမတို့ခုနကတော့အပေါ်မှာပြောသွားတယ်နော်အပေါ်မှာဘာပြောသွားလဲဆိုတော့နံပါတ်3လေးကကြောက်အမတို့ခုနကတော့ပြောသွားတယ်စူးကိုဆိုပြီးတော့皆さんမှတ်မိလိုက်မယ်လို့ထင်ပါတယ်တာယာရဲ့စူးကိုကမီးလောင်ပါတယ်ဆိုပြီးတော့အမတို့အပေါ်မှာမှတ်သွားခဲ့တယ်အဲ့ဒီကစူးကိုရဲ့ဆိုးလေးဖြစ်ပါတယ်ဟဲ့နောက်တစ်ခုလေးကကြာဒီခန်းကြီးကတော့ hayai ဆိုတဲ့ခန်းကြီးတည်ပါတယ်အဲ့တော့ hayai ကကြာတော့ဘာနဲ့တွဲလဲဆိုလို့ရှိရင်တော့ ichi haya ဆိုပြီးတော့ ichi hayaku ဆိုပြီးတော့မတို့တွဲသုံးပါတယ် ichi hayaku အဲ့တော့ ichi hayaku ဆိုပြီးတော့သုံးပါတယ်အဲ့တော့ ichi hayaku ဆိုတဲ့အဓိပ္ပာယ်က dekiru dake hayaku ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ် dekiru dake hayaku dekiru dake hayaku ဆိုရင်မတို့က ichi hayaku ဆိုပြီးတော့သုံးတယ်ဒါကတော့ it ဆိုမဟုတ်ဘူးဒါကကြတော့ soko လို့ဘာလို့မှသုံးတဲ့ခန်းကြီးokay ဒါဆိုလို့ရှိရင်တော့ဒီမှာဒါပဲကြံတော့ဒီခန်းကြီးဖြစ်ပါတယ်皆さん it ဆို it ဆိုဒီနေရာမှာဘယ်လိုအဓိပ္ပာယ်ကိုစောင့်တာလဲဆိုလို့ရှိရင်တော့ motto ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်တာဖြစ်ပါတယ် motto ပို့ပြီးတော့ပြောမယ်ဆိုတော့ဒီထက်ပို့ပြီးတော့နေ့ဘက်ကမစူးစမ်းဘူးဆိုရင်မျောလင်းနေကြအောင်ဝင်လို့ရမှာမဟုတ်ဘူးဒီရှေ့ကဒီဆိုရလုံးဝတွဲနေတယ်နံပါတ်1ဆိုပါမှာတကယ်အမှန်အမတို့လိုချင်တဲ့ဆိုဖြစ်တယ်ပေါ့နော်နံပါတ်3ကကြတော့အမတို့ဒါပစ္စည်းတွေပါတယ်ခူထောင်တို့ဘာလို့မှသုံးတာနံပါတ်4ကကြတော့ ichi hayaku အနေနဲ့သုံးတဲ့dekiru dake hayaku ဆိုတဲ့ပုံစံလိုမျိုးဖြစ်ပါတယ်ဟဲ့ Q ပန်လေးဆက်ကြည့်ပါမယ် Q ပန်လေးက anna takai yama ni hitori de noboru to とは何と、勇ましい若者なんだ。အဲ့တော့ဒီနေရာမှာ勇ましいကိုရွေးရပါမယ်။勇ましいဒီဘာခန်းကြီးဖြစ်မလဲဆိုတော့皆さんအမတို့4番ဖြစ်ပါတယ်။4番လေးကဘာခန်းကြီးလေးလဲဆိုလို့ရှိရင်တော့တတိရှိရဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ဘာလို့လဲဆိုဒီနောက်မှာရှိတဲ့ခန်းကြီးလေးကလည်းအမတို့ကတတိရှိရလို့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ဘာကိုရွေးပေးရမလဲဆိုတော့အမတို့ရဲ့အဖြစ်မှန်လေးက4番ဖြစ်ပါတယ်။နံပါတ်3လေးကကြောင့်အမတို့သိထားပြီးသားဒါစုကူးတဲ့ထူးချွန်တဲ့ပြောင်မြောက်တဲ့တော့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။နံပါတ်2ကကြတော့အာဒူအာဒီမတ်ဘာအဓိပ္ပာယ်လဲဆိုလို့ရှိရင်တော့ရှိတယ်လို့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပါတယ်အာဒူပေါ့နော်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုနံပါတ်1လေးကကြတော့ဘာခန်းကြီးလဲဆိုတော့အိုးရှိဒီလိုလေးရေးပါတယ်အလဲမှာရှိနေတာဟာလေးကကြောင့်မအနေနဲ့နည်းနည်းတူပေမဲ့ तू ကမမဟုတ်ဘူးအဲ့ဒါလေးသတိထားပေးပါဟိုနှလုံးရေးပါတယ်ပြီးရင်နောက်ကနေရှိနေတာပါတယ်အဓိပ္ပာယ်ကကြတော့ယောက်ျားဆန်နေတန်ပါတယ်အဲ့လိုအဓိပ္ပာယ်မျိုးရပါတယ်ဒီနောက်ကဟာလေးကတော့မသိထားပြီးသားဘယ်မှာသုံးတာလဲဆိုတော့ yuki ကိုဘာလို့မှအဓိကသုံးတာဖြစ်ပါတယ်တတိ
ပေါ့နော်အဲ့လိုနေရာမျိုးမှာအဓိကသုံးတာပါနောက်ကမရှိနဲ့ပေါင်းလိုက်တဲ့အခါမှာအီစာမရှိဆိုပြီးဖြစ်သွားပါတယ်ဟိုက်နံပါတ်10နံပါတ်10ကဒီခန်းကြီးကဘာခန်းကြီးလဲဆိုလို့ရှိရင်တော့ဘူဒ္ဓရဲ့ဖြစ်ပါတယ်ခင်ဗျာဘူဒ္ဓရဲ့ဆိုတဲ့အဓိပ္ပာယ်ကအမှားလို့စင်ကိုပြောတာဖြစ်ပါတယ် state စင်တော့ဘာလို့ပေါ့နော်အဲ့တော့စင်ကိုတဲ့ထဲထားဆိုထုံးလင်းတောက်ပေါက်ပွင့်ရတော့ right to a suyosuki တဲ့အဲ့တော့အဲ့ဒီရဲ့အလင်းရောင်ကြီးအရန်နဲ့ကိုမှစူးပြီးတော့ပေါ့နော် high you လို့ခေါ်တဲ့အမှားလို့တရုပ်ဆောင်တွေက asset visual data asset visual ဖြစ်နေအဲ့ဒီမှာထဲထားဆိုဆိုတဲ့ခန်းကြီးကိုရွေးပါမယ်ထဲထားဆိုဒီဘာခန်းကြီးလဲဆိုတော့ ichi ni san ယွန်တွေကအမှားလို့ယွန်းပန်ဖြစ်ပါတယ်ထဲထားဆိုရဲ့ခန်းကြီးလေးကယွန်းပန်ဖြစ်ပါတယ်ဟိုက်ဒါဆိုရင်နံပါတ်1ခန်းကြီးမြတ်ဟိုက်နံပါတ်1ခန်းကြီးကဘာခန်းကြီးလဲနံပါတ်1ခန်းကြီးကကြာhikaru ရဲ့အဓိပ္ပာယ်ကကျတော့တောက်ပါတယ်လင်းလက်တယ်တောက်ပအောင်တယ်အဲ့လိုအဓိပ္ပာယ်မျိုးနဲ့ hikaru ဖြစ်ပါတယ်နောက်နံပါတ်2ခန်းကြီးမြတ်ဟိုက်နံပါတ်2ကဘာခန်းကြီးလဲနံပါတ်2ခန်းကြီးကကျတော့ tomoru ရဲ့အဓိပ္ပာယ်ကကျတော့မီးထွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် tomoru ရဲ့အဓိပ္ပာယ်ကမီးထွန်းတယ် okay နံပါတ်4ဒါတိထားပြီးသား adjective ဆိုရင်အာကာရုလင်းလက်တော့ဒီနေရာမှာတော့မြတ်အာကာရုလို့ထွက်ပေးရပါမယ်အာကာရုမဟုတ်တော့ဘူးအာကာရုဖြစ်သွားပါတယ်အာကာရုရဲ့အဓိပ္ပာယ်ကကျတော့လင်းလက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တာဖြစ်ပါတယ် verb အနေနဲ့သုံးထားတာပေါ့နော်အာကာရုရော့သုံးတာဖြစ်ပါတယ်နောက်ဆုံးခန်းကြီးလေးကတော့သိထားပြီးသားဒါလေးကတော့ terasu ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဒီညမှာ right နဲ့တွဲပြီးတော့သုံးမှာဖြစ်တဲ့အတွက် hikaru သုံးလို့မရဘူး tomoru သုံးလို့မရဘူးအာကာရုနဲ့လည်းမဆိုင်ဘူးဒါကြောင့်အမတို့ဘာဖြစ်သွားမလဲဆိုတော့ terasu ရဲ့အဓိပ္ပာယ်ကမီးထွန်းတယ်မီးလင်းအောင်လုပ်ပေးရဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါဆိုဒီညမှာ slide စင်ပေါ်မှာထိုးထားတဲ့ slide မီးကစူးပြီးတော့ high you ကဘာဖြစ်သွားလဲဆိုတော့ asebisho တွေဖြစ်နေတယ်တော့ချွေးတစ်လုံးလုံးပြန်တစ်လုံးလုံးပေါ့နော် bisho တွေကိုသူတို့အရန်သုံးတယ်ပေါ့နော် bisho ဆိုရင်ရွှဲဆိုနေရမျိုး bisho တွေဆိုလည်းရွှဲဆိုနေရမျိုးပြောတာဖြစ်ပါတယ်ဒါဆိုတော့皆さんま10အထိပြီးသွားတာဖြစ်ပါတယ်今日はこれで終わりにしましょうお疲れ様でしたありがとうございました